ကိုကြီးရွေးလဲအိမ်မှာငါ6ကလေးတွေတော့အထည့်ပေးလိုက်တာငါသွားရောင်းပါမယ်ဆိုတာကိုလက်မခံဘူးသူသွားရောင်းမယ်တဲ့ဈေးသုံးနာသုံးလေးရအောင်လက်စားလေးမထုတ်ခင်ဟုတ်ဈေးသုံးပြတ်နေတော့သူကသူဘာတွေဝယ်ချင်းဝဲလာရင်တော့ကုန်းဝင်တော့ဒုက္ခပဲဒီမှာဝယ်ရချမ်းရမှာတွေအများကြီးပဲပြန်လာပြေးဟမ်นี่อะไรမချအထုပ်60ကို15မိနစ်လောက်ပဲရောက်နေတဲဟုတ်ပါလားအမလေးဈေးဝါလေးတင်ဟေးအမလေးတဲဟုတ်ပါလား ဈေးဝါလေးတင်ဟေးအမလေးငါယောက်ျားတဲတော်ပါလားကွာယောက်ျားတော့တော်ချက်ကတော့ကိုကြီးရွှေတော့တော်ချက်ကတော့ဟမ်ဖေးပတ်ဆံမမလဲညနေမှလေညနေမှအကုန်လုံးကျွေးတယ်အကုန်ရမယ်တော့မှငါ6ရောက်နေတယ်မှလို့လားဈေးတော့သွားရောက်လာညနေမှယူဈေးဝါလေးတင်ရောင်းရတာသူမင်းငါမရတော့ဖြစ်သွားသေးတယ်နေရလဲဟုတ်ညနေကျတော့ပေးမယ်တဲ့အဲ့ဒါဆန်ဝဲရမှာအဲ့ဒါဆိုအမအောင်ငါဆန်လှမ်းပြီးတော့မေးထားအောင်ပါပဲအမဆန်ကောင်းလို့ရှိရင်ကျမအဲ့ဒါဆန်လို့ရင်းတယ်မရှိတော့ဘူးငါ6ကသူ့ကိုအဲ့မှာဈေးထဲမှာကျမအယောင်ခိုင်းလိုက်တာလေအမရဲ့ဟမ်ဟုတ်ကဲ့ဟမ်ငါ6တယ်အဝမှာလေလှူးမခက်ရဆိုပြတ်ပါဦးဟုတ်တယ်ငါနဲ့ငါလိမ့်ပြောလိမ့်ခုနကငါလိမ့်တာဟိုငါအဝလည်းဝင်လက်ဆွဲချင်းကိုင်းလဲဝဲဟာကိုကြည့်ရွှေအားပေးတယ်ရောတထုံငါဟိုတဲကကိုကြည့်ရွှေအားပေးတယ်ရောတထုံလူတော်လည်းမလဲဘူးအထုံ60ကိုလေအဝလေးနဲ့ကုန်ကိုကြည့်ရွှေအားပေးလို့ငါ6တထုံကိုအသက်တစ်ခုနဲ့လဲခဲ့တာအမလေးကြာဘူးပါဦးတော့ကြာဘူးပါဦးတော့ငါဘာကြီးမြန်နေဝင်းစားသလားဟေငါဘာကြီးငါအဖွားကြီးကမုံရောင်းခိုင်းတာအမဟိုအိမ်မှာတစ်ပြားဒီအိမ်မှာ2ပြားဟိုအိမ်မှာ3ပြားတဲ့ပြီးတော့တပန်းကြီးအိမ်နဲ့ကိုသွန်းပခဲ့တယ်တဲ့အဲ့တော့အမေကြီးကလိုက်ရိုက်တော့ကြည်စမ်းချိန်ဝင်တက်နေမိတော့ရှာကျိုးသွားတယ်ခုလဲအသက်နဲ့ငါ6နဲ့လဲတယ်တဲ့ကြာဘူးအောင်လိုင်းမောင်ကအရက်ကတော့ကြောက်ယောက်ျားကိုကြီးရွှေအသက်လိုချင်လို့ငါ6နဲ့အသက်60နဲ့လဲခဲ့တယ်တဲ့ငါနဲ့ခစ်တဲ့ဝေဒနာနဲ့မင်းနဲ့လာတွေ့နေပါလားတော့ငါဘဝကတော့